Hallelujah. Hallelujah. ကျွန်တော်တမိုင်းအချင်းချုပ်မပြောခင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အနေနဲ့ကျွန်တော်ဖတ်ချင်ပါတယ်90တိခုမြောက်သောဆန္ဒ14ကနေ15ဒီနေ့ငါကိုချစ်တော်ကြောင့်သူ့ကိုငါကဲနှုတ်မည်ငါ၏နာမကိုတည်တော်ကြောင့်သူ့ကိုငါချီးမြှောက်မည်တို့ဒီငါကိုခေါ်တော့အခါငါထိုးမည်ဒုက္ခခံရတော့အခါသူ့ဘက်မှငါနေချမ်းသာပေးမည်သူဘုံကိုလည်းထင်ရှားစေမည်စီတော့အတက်နဲ့သူ့ကိုရောင်ရဲစေငါ၏ကဲတင်ချင်းဒီရုပ်ကိုတော်ပြမည်အာမင်ကျမ်းစာတို့ရောက်တဲ့တိုင်းဖျားရှင်ကောင်းချီးပေးပါစေ
လေးထိဖတ်ရအောင်နော်ပင်တကုတ်ပွဲနှစ်ရောက်တော့အခါထိုတို့အပေါင်းတို့သည်တငင်တငယ်တေးစေဝလေပြင်းမုံတိုင်းကဲတော့တန်ဒီဖြစ်လေထိုခဏချင်းစွေကွဲပြားတော့ဆရာတော်ကမြေးလျက်ကဲတော့ကြည့်ဆရာတို့တို့အတီးတီးတို့ဟော၌ထိုသူပေါင်းတို့သည်လည်းတန်ရှင်းသောဝိညာဉ်တော်နှင့်ဤ၍ဝိညာဉ်တော်၏ဟောပြောတော်မူကိုပြေတော်မူသည့်အတိုင်းအမျိုးမျိုးသောဘာသာစကားအသည့်ဟောပြောကြHey,